မင်္ဂလာပါခင်ဗျာ Golden Science မြန်မာကနေပြန်လဲကြိုဆိုပါရစေ။မနေ့ပြန်မတ်လ16ရက်နေ့ညနေခင်းအောင်ပွဲအတွက်အချိန်ကတော့လက်တက်ကန်းအလိုကိုရောက်ရှိလို့လာခဲ့ပါပြီ။ဒီညမှာတော့ကျွန်တော်တို့ရဲ့ numerical formula တွေအရထွက်ပေါ်လာတဲ့ထိပ်စီးအပိုင်၃လုံးနဲ့အတူအားအကောင်းဆုံးအကတ်တွေကိုနောက်ဆုံးပိတ်အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဒီတစ်ပတ်ရဲ့ကဏ္ဍစီစဉ်မှုကိုကြည့်ရင်ပါဝါနဲ့နက်ခတ်အချိတ်ဆက်တွေကအရန်ကိုအားကောင်းနေတာတွေ့ရပါတယ်ကျွန်တော်တို့ရဲ့ mirror logic အရာပြီးခဲ့တဲ့အပတ်ခါထွက်ကဏ္ဍတွေရဲ့မိတ်တွေဟာဒီတစ်ပတ်ရဲ့ထိပ်စီးနေရာမှာလာပြီးကတ်နေတာကိုတွေ့ရပါတယ်အထူးသဖြင့်ဝမ်းချင်းမိနေတဲ့သူတွေအတွက်အခုပေးမဲ့ထိပ်စီး၃လုံးဟာအပိုင်ကွက်ဖော်ထုတ်ဖို့အတွက်အကောင်းဆုံးလမ်းညွှန်ချက်ဖြစ်လာမှာပါခင်ဗျာကဲအားလုံးစောင့်မျှော်နေကြတဲ့မနက်ဖြန်အတွက်ထိပ်စီးအပိုင်၃လုံးကတော့ခွန်နက်ခတ်အကက်အရာအားကောင်းဆုံး၄ပါဝါအကက်အရာတည်ငြိမ်မှုအရှိဆုံး၃မိတ်အကက်အရာအကြနိုင်ဆုံးဒီထိပ်စီး၃လုံးဟာကျွန်တော်တို့အရင်ဗီဒီယိုမှာပေးခဲ့တဲ့အပိုင်နှစ်ကွက်ဖြစ်တဲ့ခွန်၃၅နဲ့၄၈၂တို့ရဲ့အသက်သွေးကြောထိပ်စီးတွေပဲဖြစ်ပါတယ်ခင်ဗျာဒီညမှာတော့ဒီထိပ်စီး၃လုံးကိုအခြေခံပြီးမိတ်ဆွေတို့ရဲ့ကိုယ်ပိုင်အကြိုက် wind chain break တွေနဲ့ပေါင်းဆက်ကအောင်ပွဲခံနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ Golden Science မြန်မာကိုလည်း monetization အောင်မြင်အောင်ဝိုင်းဝန်းအားပေးကြပါအောင်ခင်ဗျာမနက်ဖြန်ညနေမှာအားလုံးပဲကန်ထူးကန်ပွင့်ကြပါစေခင်ဗျာ